ကျွန်တော်ရဲ့မေတ္တာရပ်ဝန်းတိဆောက်ခြင်းဖတ်ကြားတင်ဆက်နေတဲ့ဗီဒီယိုလေးတွေကိုမိတ်ဆွေတို့ရဲ့အားလာချိန်တွေမှာမိတ်ဆွေတို့ရဲ့အိယာဝန်ချိန်တွေမှာနားဆင်တွေးကြံရှုမြင်ရင်ကျွန်တော်ရဲ့မေတ္တာရပ်ဝန်းလေးကိုခိတ္တနားခိုလဲပါလို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးမင်္ဂလာပါသစ္စာဖွဲ့၍ဒုက္ခအရိယသစ္စာပြကံသတ္တာရိအရိယသစ္စာနိဒုက္ခံအရိယသစ္စာဒုက္ခသမုဒယောအရိယသစ္စာဒုက္ခနိရောဓအရိယသစ္စာဒုက္ခနိရောဓဂာမိနိပရိပရာယအရိယသစ္စာအရိယသစ္စာနိမိမိသဘောမှတဆံပြားမြမရွေမရှားမဖောက်မပြန်မြဲမှန်အပ်မြတ်သောအရိယသစ္စာတို့သည်ဒုက္ခံအကောင်းကင်းရှင်းမကောင်းခြင်းအစစ်ဆင်းရဲမှုဧကံဖြစ်သောအရိယသစ္စာရွေရှားမရှိပဂရိမှန်မဖောက်ပြန်သောအရိယသစ္စာတစ်မျိုး၎င်းဒုက္ခသမုဒယောဒုက္ခအပေါင်းဖြစ်ကြောင်းအမှန်ဧကံပြုပြင်စီရင်တတ်သောအရိယသစ္စာရွေရှားမရှိပဂရိမှန်မဖောက်ပြန်သောအရိယသစ္စာတစ်မျိုး၎င်းဒုက္ခနိရောဓဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာအစစ်ဧကံဖြစ်သောအရိယသစ္စာရွေရှားမရှိပဂရိမှန်မဖောက်ပြန်သောအရိယသစ္စာတစ်မျိုး၎င်းဒုက္ခနိရောဓဂာမိနိပရိပရာဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှအေးနိဗ္ဗာန်သို့လေးမြန်ရောက်ကြောင်းအကျင့်ကောင်းလမ်းမှဧကံဖြစ်သောအရိယသစ္စာရွေရှားမရှိပဂရိမှန်မဖောက်ပြန်သောအရိယသစ္စာတစ်မျိုး၎င်းဣတိဤသို့သတ္တာရိလေးမျိုးလေးစားလေးပါးအပြာရှိကုန်သည်ဟောတိဖြစ်ကုန်၏ဤသို့သစ္စာဝိပင်ပါဠိတော်ကြီးလာသည်နှင့်အညီဒုက္ခအရိယသစ္စာသမုဒယအရိယသစ္စာနိရောဓအရိယသစ္စာမဂ္ဂအရိယသစ္စာဟူ၍အရိယသစ္စာ၄မျိုးရှိပေသည်ထိုအရိယသစ္စာ၄မျိုးအရာသစ္စာဖွဲ့ပုံမခဲရင်တော်လဲအမှန်ကြလွယ်လွယ်ကူကူမှတ်ယူဖွဲ့ရစေရန်အရိယသစ္စာဖွဲ့၍ပြအောင်အံဒုက္ခအရိယသစ္စာလောကီစိတ်82ခုလောဘကျင့်သောစေတသိက်52ခုယုတ်28ပါးဤတေဘုမကတရားများသည်သင်္ခါရဒုက္ခဝိပရိနာမဒုက္ခဒုက္ခဟုသောဒုက္ခအချက်တို့ဖြင့်မပြတ်မလတ်နှိမ့်ဆက်နေခြင်းကြောင့်မုတ်ချအားဖြင့်ဒုက္ခအရိယသစ္စာမြည်ကုန်၏ထိုဒုက္ခသုံးပါးတို့တွင်သင်္ခါရဒုက္ခဆိုသည်ကားဥပလက္ခဏာအားဖြင့်အမြတ်မြတ်ပြရသောစက္ခုအကြည်ကိုဖြစ်ပေါ်လာစေဖို့ရရှိလာဖို့ရန်မဖြစ်ပေါ်မီမရသေးမီရှေ့ဖို့ကပင်ထိုကံတို့ကိုပြုလုပ်စီမံရခြင်းဒုက္ခဖြစ်ပေါ်လာရရှိပြန်ပါတော်လဲထိုစက္ခုအကြည်ယုတ်ကိုအသက်ထက်ဆုံးအစဉ်တည်၍သွားခြင်းငါအထက်တလဲလဲအမြဲမပြတ်အာဟာရစသည်တို့ကိုပြုပြင်စီရင်ပေးရခြင်းဒုက္ခစောက်ရှောက်တုတ်တင်ရခြင်းဒုက္ခစသည်များသည်သင်္ခါရဒုက္ခမည်ပေ၏ထိုသင်္ခါရဒုက္ခကိုပင်ဥဒယဒုက္ခဇာတိဒုက္ခဟု၍လည်းခေါ်သည်ဤသို့လျင်စက္ခုအကြည်ယုတ်သည်အဆုံးအပိုင်းခြားမရှိသောသင်္ခါရဒုက္ခဓာတ်ချက်တို့ဖြင့်တတ္တဝါတို့ကိုမပြတ်မလတ်နှိမ့်ဆက်၍နေပေသည်ထိုစက္ခုအကြည်ယုတ်သည်အကြောင်းချို့တဲ့ခဲ့သည်ရှိတော်၎င်းတစုံတစ်ခုသောအန္တရာယ်ကြာရောက်ခဲ့တော်၎င်းပျက်စီးတတ်သောဗိဇ္ဇလမျိုးပေသည်ထို့ကြောင့်ထိုစက္ခုအကြည်ယုတ်၏ပျက်စီးအံ့တိမှထိတ်လန့်ကြောက်ရွံ့သောအားဖြင့်အမျိုးမျိုးဆေးဝါးစာသောပြုဝယ်အကြောင်းကိစ္စများကိုပြုပြင်ပေးရခြင်းဒုက္ခစောက်ရှောက်ထိန်းသိမ်းရခြင်းဒုက္ခပျက်စီးရသောဘေးဥပအကြောင်းတို့ကိုမြင်ရာကာလပျက်ဆဲကာလပျက်ပြီးကာလတို့၌စိုးရိမ်ပူဆွေးငိုကြွေးခြင်းစသောဒုက္ခများသည်ဝိပရိနာမဒုက္ခမည်ထိုဝိပရိနာမဒုက္ခကိုပင်ဝယဒုက္ခ
ဇေယမရဏဒုက္ခဟု၍လည်းခေါ်သည်ဤသို့လျင်စက္ခုအကြည်ယုတ်သည်အဆုံးအပိုင်းခြားမရှိသောများပြားစွာလဝိပရိနာမဒုက္ခတန်ချက်တို့ဖြင့်တတ္တဝါတို့ကိုမပြတ်မလတ်နှိပ်စက်ခြင်းသည်သာလျင်သည်ဒုက္ခဒံချက်သည်ကထိုသင်္ခါရဒုက္ခဝိပရိနာမဒုက္ခနှစ်ပါးအတွင်း၌ပင်ပါဝင်ပြည့်စည်လေတော့သည်ဤသို့စက္ခုအကြည်ယုတ်ဤဒုက္ခတံသုံးချက်တို့ဖြင့်မပြတ်မလတ်နှိပ်စက်နေခြင်းသည်မချွတ်မယွင်းမဖောက်မပြန်မှန်ကန်လှပေတည်းထို့ကြောင့်စက္ခုအကြည်ယုတ်သည်ဒုက္ခအရိယသစ္စာမည်၏ကျွမ်းသောတေးဘုံမကတရားတို့၏ဒုက္ခအရိယသစ္စာသဘောအချက်တို့ကိုအကွက်ကြနီးတူသိလေဤသက္ကာယတရား၌အကျိုးဝင်ကုန်သောအစ္ဆဒတေးဘုံမကတရားတို့သည်သာလျင်ဒုက္ခအရိယသစ္စာထိုက်ကုန်၏ထိုစကားမှန်၏ထိုအစ္ဆဒတေးဘုံမကသက္ကာယတရားတို့သည်သာလျင်အတ္တဒိဋ္ဌိ၏တရားမိယာဖြစ်ကုန်၍အကျဉ်းများလောက်ထိုအတ္တဒိဋ္ဌိကိုမပယ်တတ်ရသေးထိုများလောက်ဒုက္ခသစ္စာကိုအမြဲပြုကုန်၏ပရိညာကိစ္စဆိုသည်မှာလည်းထိုအတ္တဒိဋ္ဌိကိုပယ်တတ်ခြင်းငါဖြစ်ရ၏အတ္တဒိဋ္ဌိသည်လည်းထိုသက္ကာယတရားတို့၌သာလျင်စွဲမိတည်ထောင်နေပေ၏ထို့ကြောင့်ထိုအတ္တဒိဋ္ဌိ၏စွဲမိတည်ထောင်ကိန်းအောင်ရာဖြစ်သောသက္ကာယတရားတို့ကိုပရိညာဉာဏ်ဖြင့်ပိုင်းခြားဝေဘာ၍ပိုင်းနိုင်သိရကုန်သည်ရှိသောပရိညာကိစ္စပြည်စည်းအောင်မြင်လေတော့သည်သမုဒယအရိယသစ္စာကာမတဏ္ဍာယူပတဏ္ဍာအာယူပတဏ္ဍာတိဟုသောလောဘတဏ္ဍာသည်သာလျင်တေးဘုံမကဝိဒုက္ခဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းစစ်ဧကံဖြစ်သောကြောင့်မုတ်ချအားဖြင့်သမုဒယအရိယသစ္စာမည်ထိုစကားမှန်၏ထိုတဏ္ဍာသည်မိမိဒီဟုသောတဏ္ဍာနှင့်ပြည့်စုံသောတတ္တဝါတို့ကိုမိမိဒီဟုသောတဏ္ဍာ၌၎င်းအာယုန်တရားတို့၌၎င်းတာယာနှစ်သက်ခြင်းကိုဖြစ်စေ၍အမြဲမပြတ်ဝိဒုက္ခမှပြည့်ရည်ညီငွေ့ဆန့်ကျင်ခြင်းတို့ကိုမပေးဘဲဝိဒုက္ခသာအမြဲပျော်မွေ့စေတတ်၏တို့ဖြစ်၍ထိုတတ္တဝါတို့အားတဏှာနှင့်လူသောဆွေမျိုးသည်၎င်းအဆွေခင်မွန်းသည်၎င်းအပေါင်းအဖော်သည်၎င်းမရှိပြီတဏှာရီဟုသောအပေါင်းအဖော်တဟဲရှိ၍ဝိဒုက္ခဆင်းရဲ၌အမြဲပျော်မွေ့နှစ်ချိုက်နေသဖြင့်နစ်မြုပ်ကြရကုန်သည်ထို့ကြောင့်ထိုတဏှာနှင့်လူသောဝိဆင်းရဲကိုတီထောင်ပြုပြင်စီရင်တတ်သောတရားမြည်သည်မရှိပြီဤသို့လျင်တေဘုံမကဝိဒုက္ခတို့၏ဖြစ်ပေါ်စရာအကြောင်းရင်းမုတ်ချအချုပ်ချာဗရဏဖြစ်ပေသောကြောင့်တဏှာကိုသာလျင်ဒုက္ခသမုဒယအရိယသစ္စာဖွဲ့ရသည်ထို့ကြောင့်မဟုတ်လောတဏှာဒုတိယောပုရိသောဒီကမဒ္ဒနာတန္တရံအဋ္ဌိဘာဝေညထာဘာဝေတန္တာရနာတိဝဋ္ဌတိဂုတ်ထုပါဠိတော်ကြီးတဏှာဒုတိယောတေဘုံမကဒုက္ခကပင်ဝဲအတွင်း၌မပြင်းလေအောင်အပြင်းဖြေသူတဏှာရီဟုသောကြည်ပြူနှစ်သက်မိဖက်တဟာပျော်တော်စက်နှင့်ရှင်တွဲလျက်ရှိပေသောပူရီသောတဏှာအာဘောဖြောပြေသူနှင့်တူပျော်နှွဲမေ့ကြောဆွဲလျက်ဆင်းရဲလုံးစုံဒုက္ခဘုံတွင်ခုံမင်နှစ်ချိုက်အကောင်းကြိုက်သမားတန်တရာခရီးသွားတတ္တဝါများသည်ဒီကံဘဝဤ၍မြဟုပမာဏမှန်ကဏ္ဍချ၍မရသင်္ချာရှည်မြင့်လှစွာသောအဒါနံကြာသမျှအခါသမယကာလပတ်လုံးအိဋ္ဌဘာဝေညထာဘာဝေဤလူအဖြစ်စသည်မှတပါတခြားသောနတ်အဖြစ်စသည်များကိုတန်တရာတော်မောလဲမမောနိုင်ပန်းလဲမပန်းနိုင်အေးနိုင်ငံမတွေ့ပုထုဇဉ်ဒလိနှင့်ယနေ့တိုင်ပြီးအတိမနာကျင်လဲပြေးသွားရသည်ဖြစ်၍တန်တာရံလူအသွင်တလဲငရဲသားတဖြာနတ်မြမာတဒံပုံဟန်ချာနာအစားသားဖြင့်ဇတ်သားဖုံဖုံဇတ်မျိုးစုံကကြ၍ပြတရာအပြီးတန်တရာဇတ်ယုံကြီးကို
နာတိဝတ္တတိတဏှာလက်အောက်တရက်လောက်မှထွက်ပေါက်မရကျွံဘဝပေမူအောမလွတ်မြောက်နိုင်ကြလေသည်နာတိဝတ္တတိတဏှာသခင်မင်းဘရင်ဤထံတွင်ခိုမိအလိုတော်ဤဓမ္မကျွံတပေါက်လက်အောက်ခံများဟာမူထွက်ပေါက်ရာမကြံဝိဘဝဘေးတွေမှာမရှက်မကြောက်အမှန်ဖုတ်ပရငေးသလိုပေါ့မတ်တလောက်အတန်တန်ဇွတ်ကလို့မှေးရင်ဖြင့်ဘဝရောက်အောက်ပြန်မကျွတ်သမျှပြေးပြီးအော်လွတ်လပ်ရေးနှင့်ဖြင့်ဖော်ကွာဝေးဖြစ်ရလေသည်ဝါရေကန်းရွှဲကန်းပူဆွေးကန်းနှင့်တောကန်းအစုံလွမ်းပုံတတိဝတိအကြိုက်ဓာတ်စရိုက်ကပတ်တိုက်တီးထုတ်ဇက်လိုက်ကြီးလှုပ်၍မို့ရုပ်ပြောင်းရုပ်လွဲအလဲလဲဖြင့်အပွဲပွဲအဝဝတဟဲဟဲတတာပြီးကရှာကြအထွေတွေတမှုလျကျွေးမပြေမကြေမလဲကဲတာကြောင့်ပုထုဇဏကလေးတွေအခြေတီမမြဲနိုင်ဘူးဘယ်သူဘဝမှမအေးသလေအသေးအလီလီနဲ့တွဲရပေသဘောမရှုမလဆွေးမပြေခေမာပြည်နဲ့လွယ်ပြီးအော်လက်ဆက်တတ်တော့ဒေဝါဒီပွဲက၍နေကြလေသည်၎င်းဂါထာပတ်အနဲ့ကိုအရကျက်ဆောင်ထားဤနေရာ၌မောဟအဝိဇ္ဇာကိုလည်းအလုံးစုံသောဝိဒုက္ခတရားတို့၏အမြင့်မူလာတရားဖြစ်သောကြောင့်သမှုရိယအရိယသစ္စာ၌ကောက်တဲ့ကောက်ထိုက်ဖွဲ့တဲ့ဖွဲ့ထိုက်သည်မဟုတ်လောဟုညာအားမကောက်တဲ့မဖွဲ့တဲ့အကြောင်းတော်ကဥပမာအားဖြင့်လိမ္မာသောဥယျာဉ်မှုတယောက်သည်ပြည့်စုံကောင်းမွန်သောမြေကိုရ၍မိမိ၏ဉာဏ်စွမ်းဖြင့်မြေကို၎င်းအထူးထူးသောမျိုးစေ့တို့ကို၎င်းပြုပြင်စီရင်၍နန္တဝဲဥယျာဉ်နှင့်တူစွာဥယျာဉ်တစ်ခုကိုဖန်ဆင်းတီထောင်ပြုလုပ်၏ထိုဥပမာ၌မြေကြီးသည်ဥယျာဉ်မှု၏၎င်းမျိုးစေ့သစ်ပင်တို့၏၎င်းတရားဝတ္ထုသာဖြစ်ပေ၏မျိုးစေ့တို့သည်အညွတ်အညောက်ဖြစ်စေခြင်းကိစ္စကိုပြီးစေကုန်၏ဥယျာဉ်မှုသည်သာလျှင်အလုံးစုံသောကိစ္စတို့ကိုပြီးစီးစေနိုင်၏ထိုစကားမှန်၏ဥယျာဉ်မှုသည်မြေ၌၎င်းမျိုးစေ့တို့၌၎င်းသစ်ပင်တို့၌၎င်းပြုသည့်ပြုတိုက်သောကိစ္စဟုသမျှတို့ကိုပြုလုပ်ပေ၏ဤဥယျာဉ်သည်ငါ၏ဥစ္စာဟုသိမ့်ပတ်၏စောင့်ရှောက်၏ဥယျာဉ်မှထွက်သောအသီးအပွင့်စသည်တို့ကိုခံစားသုံးဆောင်၏ထို့ကြောင့်ဤဥယျာဉ်ကိုအဘယ်သူပြုပြင်တီထောင်သနည်းမြည်သူ၏ဥယျာဉ်လီဟုမေးမြန်းသည်ဆိုခဲ့သောဥယျာဉ်မှုသည်သာလျှင်ပြုပြင်တီထောင်၏ဤဥယျာဉ်မှု၏ဥယျာဉ်ပေတိဟု၍သာဆိုသည့်ဆိုတတ်၏မြေသည်ပြုပြင်တီထောင်၏မျိုးစေ့သည်ပြုပြင်တီထောင်၏ဤဥယျာဉ်သည်မြေ၏ဥယျာဉ်မျိုးစေ့၏ဥယျာဉ်ဟု၍မဆိုသည့်မဆိုတတ်ဥယျာဉ်စီကားတာယာပြည့်စုံခြင်း၏အကြောင်းအဆက်ဆက်တို့ကိုမေးမြန်းပြောဆိုခဲ့တော်ကားမြေကိုသာလျှင်ဖြေဆိုတိုက်တဲ့ကဲ့သို့မြေနှင့်အဝိဇ္ဇာမျိုးစေ့နှင့်ကံသစ်ပင်နှင့်အကျိုးခန္ဓာဥယျာဉ်မှုနှင့်တဏှာတူလာပေ၏ထိုစကားမှန်၏ပရိစ္ဆသမုပ္ပတ်ဒေသနာနိသို့ရောက်ခဲ့သည်ရှိသောအကြောင်းအဆက်ဆက်၏အစွမ်းအားဖြင့်ဝိဒုက္ခတို့၏မပြတ်ဖြစ်ခြင်းကင်းပြတ်ငြိမ်းချုပ်ခြင်းအစီရင်၌အဝိဇ္ဇာသည်သာလျှင်အစအမွန်ပဘဝမူလဗราဏဖြစ်၍ပြဋ္ဌာန်းပေ၏တဏှာမပြဋ္ဌာန်းသစ္စာဒေသနာတော်နိ၌ကထိုဝိဒုက္ခတို့ကိုတီထောင်ပြုပြင်စီရင်တတ်သောအရာဌာန၌တဏှာသည်သာလျှင်အရှင်သခင်အကြည်အမှုဦးစီးနာယကဗราဏဖြစ်၍ပြဋ္ဌာန်းသည်အဝိဇ္ဇာမပြဋ္ဌာန်းထို့ကြောင့်အဝိဇ္ဇာသည်ဤသမှုရိယအရိယသစ္စာ၌မပါမဝင်နိုင်ဟုမှနိရောဓအရိယသစ္စာကအသင်္ကတတနိဗ္ဗာန်သည်သာလျှင်အလုံးစုံသောဝိဒုက္ခတို့၏ချုပ်ပြတ်ရုပ်သိမ်းအင်းငိမ့်ရာအစစ်အမှန်ဖြစ်သောကြောင့်နိရောဓအရိယသစ္စာမည်ထိုနိရောဓအရိယသစ္စာထိုက်သောနိဗ္ဗာန်သည်ရုပ်တရားနံတရားနှစ်ပါးတို့တွင်နံတရားမည်၏ထို့ကြောင့်နာမဓမ္မာတိနာမသင်္ခတာဓမ္မာ
တေအထတောစတ္တာရောအာရူပိလောခန္ဓာနိဗ္ဗာန်လင်စယမိုက်အထကရာကြီးနာမတေခတာနာဟုဆိုအပ်ကုန်သောဓမ္မတရားတို့သည်နာမဓမ္မာတိနာမဓမ္မာနာမနံတရားတို့မြည်ကုန်၏တေထိုနံတရားတို့သည်အထတောတယုတ်တရကိုအားဖြင့်စတ္တာရောဝေဒနာပညာသင်္ခါရဝိညာဉ်အားဖြင့်လေးပါးအပြာရှိကုန်သောအရူပိနောနံဖြစ်ကုန်သောခန္ဓာစခန္ဓာတို့သည်၎င်းနိဗ္ဗာန်နှင့်စနိဗ္ဗာန်သည်၎င်းဟောတိဖြစ်ပေကုန်၏နာမေတိစတ္တာရောအရူပိနောခန္ဓာနိဗ္ဗာန်နှင့်စသုတ်ပါထေယအထကရာကြီးသိဂီတိသုတ်အဖွဲအ내လွယ်ပြီးစိတ်တစေတတိကသင်္ခတာစတ္တာရောအရူပိနောခန္ဓာနိဗ္ဗာန်နှင့်စေတိပင်စဝိဒံပိအရူပံတိစနာမံတိစပဟုဇတိသင်္ကြိုစိတ်တစေတတိကသင်္ခတာစိတ်စေတသိက်ဟုဆိုအပ်ကုန်သောစတ္တာရောဝေဒနာပညာသင်္ခါရဝိညာဉ်အားဖြင့်လေးပါးကုန်သောအရူပိလောနံဖြစ်ကုန်သောခန္ဓာစခန္ဓာတို့၎င်းနိဗ္ဗာန်နှင့်စနိဗ္ဗာန်၎င်းဣတိဤသို့ပင်စဝိဒံပိငါးပါးအပြားရှိသောတရားတို့ကိုလည်းအရူပံတိစအရူပတရားဟု၍၎င်းနာမတိစနံတရားဟု၍၎င်းပဟုဇတိသမုတ်ပညာခေါ်ဆိုအပ်၏ဤသို့အထကရာကြီးငယ်တို့လာသည့်အတိုင်းဝေဒနာပညာသင်္ခါရဝိညာဉ်ဟုသောနံခန္ဓာ၄ပါးနိဗ္ဗာန်တစ်ပါးဤ၅ပါးသောတရားကိုနံတရားဟုမှယုံနာမြည်ပုံပြကံနာမကရဏထေနသနာမနထေနသနာမနထေနသနာမံအထတာလိနီစသောအထကရာကြီးများနာမကရဏထေနသမိမိအမည်ကိုမိမိပြုတတ်သောအ내သဘောကြောင့်၎င်းနာမနထေနသအာယုန်သို့ညွတ်တတ်သောအ내သဘောကြောင့်၎င်းနာမနထေနသမိမိတို့အာရမလိကတရားတို့ကိုညွတ်စေတတ်သောအ내သဘောကြောင့်၎င်းနာမံနာမည်၏မိမိမြည်ကိုမိမိမှဲ့တတ်သောကြောင့်နံအာယုန်ကိုညွတ်တတ်သောကြောင့်နံမိမိတို့အာရမလိကတရားတို့ကိုညွတ်စေတတ်သောကြောင့်နာမည်၏နာမည်ပုံအကြောင်း၃ပါးကိုရှေးဥစွာအသေးချာမှတ်ထားထိုတွင်၁ပထမအချက်အရာမိမိမြည်ကိုမိမိမှဲ့တတ်သောကြောင့်နံဆိုသည်ကားနာဟိပထဝီအာရိနာမဝိဇဟိတဝါကေတာရိနာမေဟိယူပဓမ္မာနံဝိယဝေဒနာတိနာမံဝိဇဟိတဝါအင်ညေနနာမေနအရူပဓမ္မာနံဩဟရိတဗ္ဗေနပိဋ္ဌကာရေနပဝတ္တိအဋ္ဌိတိမူလတိကာကြီးဟိသစ္စာမှန်ဤပထဝီအာရိနာမပထဝီအာဘောစသောအမည်ကိုဝိဇဟိတဝါစွန့်၍ကေတာရိနာမေဟိသဗ္ဗင်စာသောအမည်တို့ဖြင့်ယူပဓမ္မာနံယုတ်တရားတို့အားဟောဟရိတဗ္ဗေနပြောဆိုခေါ်လောက်သောပိဋ္ဌကာရိနာအဆိုင်အခဲအချင်းရာအဖြစ်ပဝတ္တိဖြစ်စေခြင်းသည်အဋ္ဌိဝိယရှိတကဲ့သို့ဝေဒနာတိနာမဝေဒနာပညာစာသောအမည်ကိုဝိဇဟိတဝါစွန့်၍အင်ညေနတဘာသောနာမေနသဗ္ဗင်စာသောအမည်ဖြင့်အရူပဓမ္မာနံနံတရား၅ပါးတို့အားဟောဟရိတဗ္ဗေနပြောဆိုခေါ်လောက်သောပိဋ္ဌကာရိနာအဆိုင်အခဲအချင်းရာအဖြစ်ပဝတ္တိဖြစ်ခြင်းသည်နအဋ္ဌိမရှိဣတိဤသို့ဝရိတဗံတိအ၏အကျဉ်းချုပ်အဓိပ္ပာယ်ကယုတ်တရားတို့အားသဗ္ဗေဟုခေါ်လောက်အောင်ပေါင်းစုံမိစုဝေးမိ၍အဆိုင်အခဲအချင်းရာအဖြစ်ဖြစ်ခြင်းသည်ရှိ၏ထိုအခါပထဝီစာသောအမည်ပြောက်ကင်း၍သဗ္ဗေဟုခေါ်မှုဖြစ်ပေါ်လာ၏ထို့သို့ပင်ပထဝီစာသောအမည်ကင်း၍နေတော်လဲသဗ္ဗေဟုသောအမည်ဖြင့်ပင်သဗ္ဗေဖြူပြီးသဗ္ဗေကျိုးသည်ဆံကျွတ်သည်
စသည်ဖြင့်မိမိယုတ်တရား၏ဖောက်ပြန်သဘောကိုထင်ရှားစွာပြတတ်သည်သာပထဝီစာသောအမည်နှင့်အမြဲတကွကလျက်မဲ့ခေါ်ကြည့်ရှုမှယုတ်၏ဖောက်ပြန်သဘောကထင်ရှားသည်မဟုတ်ပထဝီစာသောအမည်နှင့်ကင်းနေတော်လဲမိ၏ဖောက်ပြန်သဘောကိုကထင်ရှားစွာပြနေပေသည်လားသို့သောဖြူခြင်းကရုပ်ဖောက်ပြန်တာဟုတန်ရှင်းသောပညာမြင်မဟုတ်ဘဲအဖြူဟုသောရုပ်ဖောက်ပြန်မှုကိုဆပင်လုပ်၍ဆံဖြူပြီးဟုဝိညာဉ်မြင်ဖြစ်သည်သာထူးသည်ယူပယတိတိယူပံဟုလုံးယူပယတိတိပထဝီစာသောအမည်နှင့်ကဲပါတော်လဲမိ၏ဖောက်ပြန်သဘောကိုကထင်ရှားစွာပြတတ်ပေ၏ဣတိထို့ကြောင့်ရူပံယုတ်တရားမည်၏ထို့ကြောင့်ယူပယတိတိဝိနာပိနာမေနအတ္တနာပကာတယတိတိအထော၎င်းမူလတိကာကြီးယူပယတိတိဆိုသည်ကနာမေနပထဝီစာသောအမည်နှင့်ဝိနာပိကင်းနေပါတော်လဲအတ္တနာဖောက်ပြန်သဘောတည်းဟုသောမိမိကိုယ်ကိုပကာတယတိထင်ရှားစွာပြတတ်၏ဣတိအယံဣတိကအထောယုတ်ဤပိဋကထအ내တဘာဝအချက်ပေသည်နံတရားတို့အားကထိုယုတ်များကဲ့သို့သပင်ဟုစသည်ဖြင့်ခေါ်လောက်အောင်အဆိုင်အခဲအချင်းရာအဖြစ်ဖြစ်ခြင်းမရှိခြင်းကြောင့်နံသဘောအစုအဝေးကမထင်မရှားအပါကတဖြစ်၏ထို့သို့ယုတ်သည်ယုံရင်ပေါ်လွင်သောဩရာလိကသဘောထင်ရှားသောပါကတသဘောဖြစ်၍ပထဝီစာသောအမည်နှင့်ကင်းတော်လဲတပါးသောဆပင်စာသောအမည်ဖြင့်မိ၏ဖောက်ပြန်သဘောကိုအထင်ရှားပြနေတကဲ့သို့နန္တရားသည်မိ၏ဝေဒနာစသည့်အမည်နှင့်ကင်း၍တပါးသောအမည်ဖြင့်မိ၏ခံစားခြင်းစသောသဘောကိုမပြတတ်ထိုနန္တရားကတိမ်မွေသောဒုက္ခမသဘောမထင်ရှားသောအပါကတသဘောဖြစ်၍ဝေရယတိဝေဒနာစသည်နှင့်အညီဝေဒနာစသောအမည်ကိုမှီ၍ခံစားခြင်းစသောသဘောကိုတိအပ်သောကြောင့်ဝေဒနာစသောအမည်နှင့်ကင်း၍မထင်ရှားရကမိအမည်ကိုမိပြုတတ်၏ဟုမှခံစားခြင်းမှတ်သားခြင်းပြုပြင်စီရင်ခြင်းအာယုံကိုသိခြင်းငြိမ်းအေးခြင်းဟုသောသဘောသည်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်နိဗ္ဗာန်ဟုသောမိအမည်နှင့်ကင်း၍တပါးသောအမည်တို့ဖြင့်ထင်ရှားမပြနိုင်ရကအမြဲအားဖြင့်ဝေဒနာစသောမိအမည်ဖြင့်သာလျှင်ခံစားခြင်းစသောမိ၏သဘောကိုထင်ရှားအောင်ပြတတ်ပေသောကြောင့်မိ၏သဘောကိုမိသည်ပင်အမြဲမဲ့ခေါ်တတ်သည်ဟုလိုဖတ္တဝေဒနာဒိဏံဟိအရူပဓမ္မာနံသဗ္ဗဓာပိဖတ္တာတိနာမကတ္တာပထဝီအာရိဏံကေတကုံပါတိနာမန္တရာပတ္တိဝိယနာမန္တရာနာပစ္စနတောသသရာအတ္တနာဝကတနာမတာယစတုခန္ဓနိဗ္ဗာနာနိနမကရဏထေနနာမံသေဂိတိတုတ်တိကာကြီးဟိသစ္စာမံဤဖတ္တဝေဒနာဒိဏံဖတ္တဝေဒနာအစရှိကုန်သောအရူပဓမ္မနံနံတရားတို့အားဝါတို့ဤသဗ္ဗဓာပိအချင်းခတ်သိမ့်လဲဖတ္တတိနာမကတ္တသဖတ္တစသောအမည်ရှိသည်ဤအဖြစ်၎င်းပထဝီအာရိဏံပထဝီစသောယုတ်တရားတို့အားကေတကုံပါတိနာမန္တရာပတ္တိသဗ္ဗေဩစသောအမည်တူအမည်တစ်ပါးသို့ရောက်ခြင်းသည်ဟောတိဝိယဖြစ်နိုင်တကဲ့သို့နာမန္တရာနာပိစလဒောဇအမည်တူတစ်ပါးသို့မရောက်နိုင်ခြင်းကြောင့်၎င်းတရာအခခသိမ့်အတ္တနာဝမိသည်ပင်လျင်ကတနာမတာယသကိုအမည်ကိုပြုပြီးဖြစ်ခြင်း၎င်းစတုခန္ဓနိဗ္ဗာနာနိနံခန္ဓာ၄ပါးနိဗ္ဗာန်အားဖြင့်၅ပါးသောတရားတို့သည်နာမကရဏထေန
မိမိအမိကိုမိမိမှဲ့ရသောအ내သဘောကြောင့်နာမံနံတရားမည်အတိပ္ပယ်ကမြေကြီးမြင့်မူလနေနက္ခစသည်တို့သည်မြည်သူတစုံတယောက်ကမျှမမဲ့မခေါ်ရပဲဩပပါရိကပြည့်ညတ်ဖြစ်၍မိမိတို့အမိကိုမိမိတို့မှဲ့၍လာကြဂုံတကဲ့သို့နာခန္ဓာ၄ပါးနိဗ္ဗာန်တရားတို့သည်လည်းသင်ဤအမိသည်ဝေဒနာတည်းသင်ညာတည်းသင်္ခါရတည်းဝိညာဉ်တည်းနိဗ္ဗာန်တည်းသင်သည်ဝေဒနာဟုသောအမိကိုယူလောသင်ညာဟုသောအမိကိုယူလောသင်္ခါရဟုသောအမိကိုယူလောသင်သည်နိဗ္ဗာန်ဟုသောအမိကိုယူလောဟူ၍မြည်သူတစုံတယောက်ကမျှမမဲ့မခေါ်ရပဲမိမိတို့အမိကိုမိမိတို့သဘောအားဖြင့်ပင်မဲ့ခေါ်လာခဲ့ပြီးဖြစ်သောကြောင့်ထိုနာမခန္ဓာ၄ပါးနိဗ္ဗာန်တရားတို့ကိုနံတရားဟုမှနာမယတိတိနာမဟုပြုနာမယတိကိုယ်အမိကိုပြုတတ်၏ဣတိထို့ကြောင့်နာမနာမည်၏ဝေဒနာစသောအမိနှင့်ကင်း၍ခံစားခြင်းသဘောစသောမိမိကိုယ်မပြတတ်ခံစားခြင်းသဘောစသောမိမိကိုထင်ရှားအောင်ပြတတ်သောဝေဒနာစသောအမိကိုပြတတ်သည်ကိုပင်ဩဝေါငှက်စသည်တို့ကဲ့သို့ကိုယ်အမိကိုမဲ့ဖို့ခေါ်ရသောကြောင့်နံတရားဟုခေါ်ရသည်ဟုလို့ထို့ကြောင့်နာမယတိတိနာမေနဝိနာအပကတဘာဝတောအတနောပကာတကံနာမံကရောတိတိအထောမူလတိကာကြီးနာမယတိတိနာမယတိဟူသည်ကားနာမေနဝေဒနာစသောအမည်နှင့်ဝိနာကင်း၍အတနောခံစားသဘောစသောမိမိ၏အပကတဘာဝတောမထင်ရှားနိုင်သည်၏အဖြစ်ကြောင့်အတနောခံစားသဘောစသောမိမိကိုပကာတကံထင်ရှားစွာပြတတ်သောနာမဝေဒနာစသောအမည်ကိုကရောတိပြတတ်၏ဣတိအယံဣတိကာအထောနာမည်ခြင်း၏လိုရင်းအချက်သဘောအနက်တည်းအာယုံသို့ညွတ်တတ်သောကြောင့်နာမည်ပုံကားနာမနထေနာပိစိထစတ္တာရောခန္ဓာနာမံတေဟိအာရမနာတိမုခာနာမန္တိစထိုမှတခြားဤတစ်ပါးကိုပြဆိုအောင်ဟံဣထနာမေဤနံတရား၅ပါးရှိသည်တွင်စတ္တာရောဝေဒနာပညာသင်္ခါရဝိညာဉ်အားဖြင့်၄ပါးကုန်သောခန္ဓာတို့သည်နာမလထေလာပိရှေ့ရှုညွတ်ကိုင်းရှိုင်းဝမ်းငဲ့ငေါ့တတ်သောအ내သဘောကြောင့်လည်းနာမံနာမည်ဟိသစ္စာထိုစကားသည်မလွဲဧကံမှန်လာပေ၏တေနံခန္ဓာ၄ပါးတို့သည်အာရမဏတိမုခာအာယုံတို့မျက်နာတူယူရှေ့ရှုကုန်သည်ဖြစ်၍နာမတိညွတ်ညွတ်ငဲ့ကိုင်းရှိုက်တတ်ကုန်၏လူရင်းအချုပ်ကထိုနံတရား၅ပါးတို့တွင်ဝေဒနာပညာသင်္ခါရဝိညာဉ်ဟုသောနံခန္ဓာ၄ပါးတို့သည်အာယုံ6ပါးနှင့်ကင်း၍လုံးဝမဖြစ်ပေါ်နိုင်ကုန်အာနယ်သောယောက်ျားသည်ကြိုးရန်တောင်ဝေစသည်ကိုဆွဲကင်မိတွယ်အာပြုရမှထကြွသွားလာနိုင်ပြီတကဲ့သို့ထိုနံတရားခန္ဓာ၄ပါးတို့သည်လည်းကြိုးရန်တောင်ဝေနှင့်တူသောအာယုံ6ပါးကိုညွတ်ကိုင်းမိတွယ်တွေ့ထိပေါင်းစုံအာယုံပြုရမှသာလျှင်ဇာတိဥပနှင့်တကွဖြစ်ပေါ်လာနိုင်သောဧကန္တတာရမဏတရားတို့ပေသည်တာရမဏဓမ္မာအနာရမဏဓမ္မာအဘိဓမ္မာဒုက္ခမာတိကာပါဠိတော်တာရမဏအာယုပြုခြင်းရှိကုန်သောဓမ္မာသဘောတရားတို့သည်တာဝိဇ္ဇတိရှိကုန်၏အနာရမဏအာယုပြုခြင်းမရှိကုန်သောဓမ္မာတရားတို့သည်တာဝိဇ္ဇတိရှိကုန်၏စိတ်စေတသိက်တည်းဟူသောနာခန္ဓာ၄ပါးသည်အာယုံပြုတတ်အာယုံကိုသိတတ်သောတာရမဏတရားယုံ28ပါးနိဗ္ဗာန်သည်အာယုံမပြုတတ်သောအာယုံကိုမသိတတ်သောအနာရမဏတရားဟုမှထို့သို့အာယုံရှိရာသို့
မျက်နာတူယူရှေးရှုညှို့ကိုင်းရှိုင်းလွဲ့ငဲ့အောင်အာယုံပြုတ်တတ်သောကြောင့်နာခန္ဓာ၄ပါးတို့သည်နာတရားတို့မြည်ကုန်၏အာယုန်ဤဟုသောအကြောင်းနှင့်ကင်း၍မဖြစ်ပေါ်နိုင်အာယုန်ဤဟုသောအကြောင်းတရားကိုအမြဲတမ်းအာယုန်ပြုမှုရှေ့ရှုညှို့ကိုင်းတတ်သောသဘောကိုနာတရားဟုဆိုလိုသည်နမတိတိနာမဟုလုံးနမတိအာယုန်သို့မျက်နာတူယူရှေ့ရှုညှို့ကိုင်းရှိုင်းလွဲ့ငဲ့အောင်အာယုန်ပြုတတ်၏ဣတိထို့ကြောင့်နာမနာမည်၏ထို့ကြောင့်နာမတိတိဧကတတောပရမဏတ္တာတဏ္ဍိနာဟောတိတေဟိဝိနာနပဝတ္တံတိတိအထောသေဂိတိတုတ်တိကာကြီးနာမတိတိနာမတိဆိုစီကာဧကတတောစင်စစ်ဧကံအမအားဖြင့်တာရမဏတ္တာအာယုန်ရှိမှပေါ်နိုင်ကြသောတာရမဏတရားဖြစ်သောကြောင့်တန်တိန်နာထိုအာယုန်ရှိရာသို့မျက်နာတူယူရှေ့ရှုညှို့ကိုင်းရှိုင်းဝါငဲ့အောင်အာယုန်ပြုရကုန်သည်ဟောတိဖြစ်ကုန်၏တေဟိထိုအကြောင်းတရားအာယုန်6ပါးတို့နှင့်ဝိနာမတွေ့ဆုံပဲရှောင်လွဲကွာကဲ၍နပဝတ္တန္တိမဖြစ်ပေါ်နိုင်ကြလေကိုဣတိအယံဤတိကအထောနာခေါ်ရခြင်းလိုရင်းအချက်သဘောအနဲ့တည်းဤဒုတိယနည်း၌နိဗ္ဗာန်မပါအကြောင်းတော်ကနိဗ္ဗာန်သည်အဘယ်အာယုံကိုမှအာယုံပြုသည်သိသည်မဟုတ်အာယုံမပြုတတ်မသိတတ်သောအနာရမဏတရားဖြစ်သောကြောင့်နိဗ္ဗာန်သည်ဤဒုတိယနည်း၌နံတရားမဟုတ်နိုင်မပါဝင်နိုင်နာခန္ဓာ၄ပါးတို့၏အာယုံသို့ညွတ်ခြင်းကိုင်းခြင်းရှိုင်းခြင်းသိခြင်းနမနသဘောသည်အကြောင်းအာယုံ6ပါးနှင့်တွေ့ထိပေါင်းစုံရှေ့ရှုကြုံရမှဇာတိဥပသဘာဝအားဖြင့်ဖြစ်ပေါ်လာရတကဲ့သို့နိဗ္ဗာန်တ္တတန်တိသဘာဝတိကအကြောင်းအာယုံ6ပါးပစ္စည်းတရားကြောင့်ဇာတိဥပသဘာဝအားဖြင့်ဖြစ်ပေါ်လာသောသင်္ကတတပ္ပစ္စယတရားမျိုးမဟုတ်တစုံတစ်ခုသောအကြောင်းကမှပြုပြီးစီရင်ပေး၍ပေါ်လာရသည်မဟုတ်မက်ဖို့ပစ္စခွဏညာတို့ဤညွတ်ရာကမ်းရာရှိုင်းရာအာယုပြုရာဖြစ်သောထိုအသင်္ကတတတန်တိနံတရားသဘောကြီးသည်အကြောင်းကင်းအကြောင်းရှင်းအကြောင်းမရှိပဲဥပစွန်ဘယ်စွန်လွတ်လျက်နေဆထာဝရတည်ရှိပေသောနိယာမဓာတ်ကြီးအစစ်ပေသည်နာခန္ဓာ၄ပါးသည်ဟုသောနံတရားကအကြောင်းတရားပြုပြင်စီရင်ပေးမှဥပစွန်ဘယ်စွန်နဲ့တကွပေါ်ရှိနိုင်သောတဏိမိတ်တတရားမျိုးထိုတဏိမိတ်တတရားနာခန္ဓာ၄ပါးသည်သာဤဒုတိယအချက်၌နာမတိတိနာမအယနာမည်၍ကောက်ရလေသည်နိဗ္ဗာန်နတ္တကြီးသည်ကအကြောင်းမရှိအစွန်းနှစ်ဖက်လွတ်လျက်နေဆထာဝရအမြဲတည်ရှိနေသောအနိမိတ်တနန္တကြီးဖြစ်သောကြောင့်ဤဒုတိယနည်းနာရ၌မပါဝင်နိုင်၍မကောက်ရတည်းမိမိတို့အာရမဏိကတရားတို့ကိုကိုင်းဆိုင်ညွတ်စေတတ်သောကြောင့်နာမည်ပုံကနာမနထေနသဗ္ဗံပိနာမံစတ္တရောဟိခန္ဓာအာရမဏိအညမညာနာမေတိ၎င်းအထကရာကြီးများသဗ္ဗံပိနာခန္ဓာ၄ပါးနိဗ္ဗာန်အားဖြင့်အလုံးစုံ၅ပါးသောတရားသည်လည်းနာမနထေနမိမိတို့တူယူရှေ့ရှုညှို့ကိုင်းစေတတ်သောအ내သဘောကြောင့်နာမနာမည်၏ဟိသစ္စာမှန်၏စတ္တရော၄ပါးကုန်သောခန္ဓာနာခန္ဓာတရားတို့သည်အာရမဏိအာယုံ6ပါး၌အညမညာအချင်းချင်းနာပင်တိရှေးရှုညှို့ကိုင်းစေရကုန်၏အတူကျုပ်အဓိပ္ပာယ်ကတခုသောအာယုံ၌ဧကုပ္ပါရစသောအားဖြင့်အတူတကွတပြိုင်နက်ဖြစ်ကြကုန်သောစိတ်စေတသိက်နာခန္ဓာ၄ပါးတို့တွင်စိတ်သည်ဝေဒနာသင်ညာသင်္ခါရတို့ကိုလည်းအာယုံ၌မိမိနှင့်အတူတကွဖြစ်စေညွတ်စေ၏ဝေဒနာသည်သင်ညာသင်္ခါရဝိညာဉ်တို့ကိုလည်းအာယုံ၌မိမိနှင့်အတူတကွဖြစ်စေညွတ်စေ၏သင်ညာသင်္ခါရတို့နီးတူ
တနည်းစိတ်ကိုအာယုံပြုသောအခါအာယုံစိတ်သည်မိမိတို့တဘာသောစိတ်စေတသိက်တို့ကိုအာယုံပြုသည်ညွတ်စေ၏ဝေဒနာကိုအာယုံပြုသောအခါအာယုံဝေဒနာသည်မိမိတို့တဘာသောစိတ်စေတသိက်တို့ကိုအာယုံပြုသည်ညွတ်စေ၏တင်ညာသင်္ခါရနိဒုဤသို့လျင်နာခန္ဓာ၄ပါးတို့သည်အချင်းချင်းတဘာသည်တဘာအားအာယုံတို့ရှေးရှုညွတ်ကိုင်းစေတတ်သောကြောင့်နာမည်ကုန်၏ကျွန်တော်ရဲ့ဖတ်ကြားတင်ဆက်မှုကိုဤမျှပင်ရနာခွင့်ပြုပါမိတ်ဆွေတို့ရဲ့လားဆင်တွေးကြံရှုမြင်ရင်ရရှိလာတဲ့အကျိုးတရားလေးတွေကိုမိတ်ဆွေတို့အနေနဲ့ comment လေးတွေမှာရေးပေးခဲ့ကြဖို့ဖိတ်ခေါ်အပ်ပါတယ်နှစ်သက်မယ်အကျိုးရှိမယ်ဆိုရင်လည်း like and share လေးလုပ်ပေးဖို့ subscribe လေးတွေလုပ်ပေးဖို့မိတ်ဆွေတို့ကိုလေးစားစွာတောင်းဆိုပါရစေအားလုံးမင်္ဂလာပါစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှစ်ဖြာနှစ်ဝနဲ့ပြည့်စုံကြပါစေ